အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ program မှာအသစ်ထည့်ပေးထားတဲ့ဒီ feature လေးပေါ့နော်အားလေးတစ်ခုကိုကျွန်တော်မျှဝေပေးခြင်းလုပ်ပဲဖြစ်ပါတယ်ဗျအဲ့ကောင်လေးကတော့ကျွန်တော်တို့ဒီကားရဲ့ identification number ပေါ့နော် VIN ပေါ့ PIN ကိုကျွန်တော်တို့ decode လုပ်ပေးထားတဲ့ဟာလေးကိုကျွန်တော်တို့ program မှာထည့်ပေးထားပါတယ်အဲ့တော့အဲ့ကောင်လေးကိုသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကားလေးကိုသွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ PIN code ဆိုတဲ့ကောင်လေးရှိတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ PIN code ဆိုတဲ့ကောင်လေးကိုနှိပ်ကြည့်လိုက်လို့ရှိရင်ဒါသူ့ရဲ့ဒီကုတ်လုပ်ပေးထားတဲ့အချက်လက်တွေအကုန်လုံးကိုကျွန်တော်တို့ဒီမှာထုတ်ပြပေးထားလေးရှိရပါတော့ဒါကတော့ကျွန်တော်တို့ဒီ pin နံပါတ်ထည့်ထားတဲ့ကားတွေပေါ့နော်အဲ့ကားတွေအတွက်ကိုကျွန်တော်တို့ဒီထပ်တိုးပေးထားတဲ့လုံဆောင်ချက်လေးပဲဖြစ်ပါတယ်ဗျဒီကောင်ကကြတော့ကျွန်တော်တို့ဒီကားတွေထည့်တဲ့အခါမှာ pin code တော့ထည့်ထားပေးရမယ်ပြီးတော့လို့ရှိရင်တချို့ကားမော်ဒယ်တွေမှာအလုံးလောက်တာမလောက်တာမျိုးတွေတော့ရှိကောင်းရှိနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ pin decoder ကိုတပ်ပါတီယူသုံးထားတာဖြစ်တဲ့ဆိုတဲ့အတွက်ဒီသူကြိုက်တယ်ဆိုလို့ရှိရင်တော့သူဒီမှာလာပြပေးလိမ့်မယ်အကယ်မကြိုက်ဘူးဆိုလို့ရှိရင်သူထုတ်ပြပေးထားမျိုးရှိမှာမဟုတ်ဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါ pin decoder လေးကိုကျွန်တော်တို့ program software မှာထပ်တိုးထားရဲဆိုတဲ့ဟာကိုလူချင်းမင်းတို့ကိုကျွန်တော်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုရဲပါဗျ